အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမတို့ကဟိုပုံးမြို့ကတမိုင်းဝင်မူရောကတ်ကူဖရာကိုသွားမှာဖြစ်ပါတယ်ဟိုပုံးမြို့မှာရှိတဲ့မူရောကတ်ကူဖရာတောင်ကြီးကနေသွားမယ်ဆိုလို့ရှိရင်26မိုင်ဝေးပါတယ်ကြောက်တလုံးကြီးမြို့ဘက်ကိုဆင်းတဲ့လမ်းကနေသွားရတာပါလမ်းတစ်လျှောက်မှာတော့ကျမအရန်သဘောကျတဲ့ရှမ်းအိမ်လေးတွေပေါ့နော်အရန်ချစ်စရာကောင်းတယ်အဲ့ဒါလေးတွေကိုကျမအများကြီးတဝါကြည့်ပြီးတော့သွားခဲ့ပါတယ်ရှမ်းအိမ်လို့ခေါ်ရမလားပအိုးအိမ်လို့ခေါ်ရမလားဒီဘက်ကတော့ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတော့ပအိုးလူမျိုးတွေပိုများပါတယ်ရှင်ကျမတို့ခဏနေတော့မူရောကတ်ကူဖရာကိုရောက်ပါတော့မယ်အဲ့ဘက်ကနေပြန်လာတဲ့ဖရာဦးကားကြီးလည်းတွေ့ပါတယ်ရှင်မူရောကတ်ကူဖရာရဲ့မုံဦးကိုတော့လမ်းမြင်နေရပါပြီမူရောကတ်ကူဖရာမုံဦးထဲကနေဝင်လာမယ်ဆိုလို့ရှိရင်အရင်ဆုံးကျမတို့မူရောကတ်ကူဖရာဈေးကိုတွေ့ရပါတယ်ကျမတို့ဈေးကိုတော့နောက်မှလာမယ်ပေါ့နော်အရင်ဆုံးညအိတ်တဲလို့ရမရတဲစရာနေရာရှိမရှိကျမတို့လိုက်ရှာပါတယ်အရင်ဆုံးကျမတို့ဖယားနာကိုပတ်ပြီးတော့လိုက်ကြည့်ရပေါ့နော်ကျမတို့ဖယားရှိတက်မှာဟိုတယ်တခုတော့တွေ့ခဲ့ပါတယ်ဒါပေမဲ့ကျမတို့လိုက်ကြည့်အောင်မယ်ပေါ့နော်ဒါကတော့ဖယားဝင်းရဲ့နောက်တစ်ဖက်ခြမ်းမှာရှိတဲ့လမ်းကြားလေးပါအဲ့ဘက်ကိုလည်းကျမတို့ပတ်ကြည့်ပါမယ်ဒီဘက်ကလမ်းကြားလေးကိုတက်ကြည့်လိုက်တာတော်တော်မှန်သွားတယ်ပေါ့နော်ဒီနောက်မှာ view ကတအားကိုလှပါတယ်ညီရဲအောင်ပွင့်နေတဲ့စိန်မန်းနီတွေရဲ့ဖယားတွေရဲ့ဒီနားက view ကတော့လုံးဝပကြီးကားလေးရောက်သွားတဲ့အတိုင်းပဲဒီစိန်မန်းနီတွေနားမှာညဘက်ဆိုလဲတော်တော်လေးကိုတတရရှိမှာဒီစိန်မန်းနီတွေကဖုန်းကြီးကျောင်းရဲ့ရှိမှာရှိတာပေါ့နော်အဲ့ဒါကြောင့်မလို့ဖုန်းကြီးကျောင်းကတဲလို့ရမရအမေတို့ကကျောင်းနိုင်ဆရာတို့သွားရှောင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမဒီနားကမခွာနိုင်တော့ဘူးလीနော်အမေတို့သွားလျှောက်တဲ့အချိန်မှာကျောင်းထိုင်စရာတော့မရှိသေးဘူးပေါ့နော်ကျောင်းထိုင်စရာတော့တခြားကျောင်းကြွသွားတယ်တဲ့အဲ့ဒါနဲ့ကျမတို့ကိုရင်လေးတွေကိုမေးကြည့်တော့ဒီကျောင်းမှာခရီးသွားဧည့်သည်တွေအဲ့လိုမျိုးတဲနေကြတယ်ပြီးရင်ခရီးသွားဧည့်သည်တွေတဲဖို့အတွက်လည်းဆရာတော်ကအဆောင်တီးတန့်လှုပ်ထားပေးရပါတော့ကျမကတော့ဒီပင်တွေကိုထိုင်ကြည့်ပြီးတော့တဲခွင့်ရအောင်မဆူတောင်းနေမိပါတယ်အသက်တွေကြီးလာလေးနောက်မှဆိုတဲ့ကိစ္စတွေကမသေးကြလေးပဲပေါ့နော်အဲ့တော့ကျမရောက်တုံးရောက်ခိုက်မှဒီနေရာလေးမှာပဲတဲချင်ပါတယ်ရှင်ကျမကိုကူပြီးတော့ဆူတောင်းပေးကြပါအောင်နော်ပကြီးဆရာတွေရှိလို့ရှိရင်လေရှမ်းပြည်ဟိုပုံဘက်ကိုရောက်ဖြစ်လို့ရှိရင်ဒီဖျားလာဖူးပြီးတော့ဒီနေရာလေးမှာလာထိုင်ပြီးတော့ပကြီးဆွဲဖို့အတွက်ကျမအကြံပေးချင်ပါတယ်ရှင်လုံးဝတသက်မမိနိုင်တဲ့အမှတ်တရလေးဖြစ်စီရမယ်ပေါ့နော်ကျမအာမခံပါတယ်ဒီနေရာလေးကကင်မရာထဲမှာမြင်နေရတဲ့အပြင်မှာမြင်ရတဲ့ခံစားချက်ကလုံးဝမတူပါဘူးရှင်ပြီးတော့ဒီစိန်မန်းမေတွေရဲ့နောက်တက်မှာရှိတဲ့ဖုန်းကျောင်းမှာလည်းတဲလို့ရတယ်ပေါ့နော်ဒါကတော့ဖုန်းကျောင်းနားမှာတွေ့ခဲ့တဲ့အဝါရောင်ဝါပင်တွေပါဒီဝါပင်တွေကအလှဆိုင်တဲ့မျိုးတွေပါရှင်အခုကတော့အားလုံးလည်းဘိုက်စာနေပြီဆိုတော့ကျမတို့မူရောကတ်ကူဖျားစီမှာသွားပြီးတော့စားစရာပါရှိလဲသွားကြည့်မှာပါကျမကလေးငယ်ငယ်လေးကမျိုးတစ်မျိုးရောက်လို့ရှိရင်မျိုးမဈေးတဲ့ဝင်ရတာအားကြိုက်တာဘာလို့လဲတော့မသိဘူးမျိုးမဈေးတွေကမျိုးတစ်ခုနဲ့တစ်ခုလဲပုံစံတွေကတိတ်မတူကြဘူးလေရှမ်းပြည်ဆိုတစ်မျိုးလေးပြောင်းသွားတယ်ကြောက်ဆယ်ဘက်အညာဘက်ဆိုလဲတစ်မျိုးလေးအေယာဝတီတိုင်းဘက်ဆိုလဲတစ်မျိုးလေးပေါ့နော်အခုကတော့မျိုးမဈေးတော့မဟုတ်ဘူးပေါ့နော်မူရောကတ်ကူဖျားဈေးပါရှင်အခုကတော့ကျမတို့စားဖို့ဆိုင်တွေ့ပါပြီဒီဆိုင်ကမြန်မာစာနဲ့ရှမ်းစာထမင်းဟင်းဆိုင်ပေါ့နော်ဒီရှမ်းပြည်ရောက်တဲ့ကပေါ့နော်ဘယ်နာမှဖြစ်ဖြစ်ရှမ်းခောက်ဆွဲအစီအဖွဲကတော့ရှယ်ပဲဒါပေမဲ့အစီအဖွဲကကျမတို့လိုစားနေကြမဟုတ်လို့ရှိရင်နည်းနည်းလေးရှင်ပြည့်ရေပေါ့နော်အားကြောင့်လောလောဆယ်တော့ကျမငါထမင်းနဲ့ပဲစားပါတော့မယ်ဂျူးမြစ်တွေကိုဖရီးချပေးပါတယ်အရန်ပျော်ဖို့ကောင်းပါတယ်လုံးဝလိုတလောက်ထပ်တောင်းလို့ရတယ်ပေါ့နော်ကျမဂျူးမြစ်အရန်ကြိုက်တာဒီကဂျူးမြစ်တွေကကျမတို့စီမှာတွေ့နေကြလို့မြင်လေးမဟုတ်လုံးဝအကြီးတယ်အချင်းလေးကအရန်ကောင်းတာမို့လို့ကျမလည်းစားပါတယ်ကျမစပင်းကိုလည်းနည်းနည်းလောက်ကျွေးလိုက်ပါတယ်ပေးကုန်ပါပြီပြီးတော့ကျမအချင်းကောက်ကိုပြဖို့လုပ်ပါတယ်မအောင်မြင်ပါဘူးမရဘူးပြလို့ငါသမင်းနဲ့တပွဲမှာပြီးတော့ဂျူးမြစ်တရားကြတော့ကျမစားနှစ်ပွဲစားလောက်ရှိပါတယ်လိုက်ပွဲလည်းထပ်တောင်းပါပါတယ်ဖြစ်တတ်တယ်ဆိုကိန်းစားတိုက်လို့တမီးကိုတမီးစိတ်တွေတူတာသူကသူနေတဲ့ညနေတော့တင်မေးတဝိုင်းလုံးမှာတယောက်ပဲပါရီလူကြီးသူမဆိုတော့ကျမရှေးဟောင်းနှောင်းဖြစ်တယ်လည်းပြောပြရဲပေါ့နော်ကျမအစားတွေလည်းအရင်စားစကားတွေလည်းအရင်များပါတယ်ရှင်ပြီးရင်ကြုံလို့ကျမဖြစ်သမျှကိစ္စအဝဝအမေကိုတိုင်လိုက်ပါတယ်အတိုင်ကောင်းပြီးတော့ကျမပါမေးပိတ်သွားတဲ့ကိစ္စတွေလည်းရှိပါတယ်ဂျူးမြစ်တရားအကြီးဟိုမှာတော်တော်လက်ပြီးတော့ချိုးပါတယ်ကျမစားထမင်းထက်ဂျူးမြစ်ကနှစ်ပကံစားလောက်ရှိနေပြီခဏနေဆိုင်ရှင်အမကြီးကကျမဟိုညီမလေးကတော့ဂျူးမြစ်ဖို့ပဲရှင်းသွားတော့နော်ဆိုပြီးပြောတော့မယ်စားပြီးတော့ဗိုက်တာတင်းသွားလို့ကျမဈေးနာအောင်နည်းနည်းလောက်ရှောက်လိုက်ပါတယ်ညနေပဲရောက်နေပြီဆိုတော့တချို့ဆိုင်တွေကတော့ပိတ်သွားပါပြီဈေးထဲမှာတော့အစားတောက်ဆိုင်တွေရဲ့ဒေတာထွက်ကုန်ဆိုင်တွေပဲဖွင့်มาတော့တယ်ကျမတို့ဒေတာထွက်ကုန်တွေဝယ်ချင်ပေမဲ့ဝယ်လို့တော့မရသေးဘူးပေါ့နော်ခရီးရရှည်အောင်မှာဆိုတော့ကျမတို့အကြာကြီးတည်သွားနေရမှာမို့လို့ပါအခုကတော့ကျမတို့ဖျားသွားဘူးပါတော့မယ်ရှင်အခုတစ်ခေါက်ကတော့ကျမမူရောကတ်ကူဖျားကိုဒုတိယအချိန်မြောက်ရောက်တာပါလွန်ခဲ့တဲ့6နှစ်9နှစ်လောက်ကတစ်ခေါက်ရောက်ခဲ့ပါသေးတယ်ဒီမူရောကတ်ကူစေတီတော့100စတူရန်မီတာအတွင်းမှာဖျားစေတီပေါင်း12ဆူလောက်ရှိပါတယ်ရှင်100စတူရန်မီတာဆိုတော့33ပေပတ်လည်လောက်ပေါ့နော်အဲ့လောက်အတွင်းမှာစေတီ12ဆူလောက်ရှိရပါစေတီတော်တဲ့ဝင်လိုက်ပြီဆိုတာနဲ့ဖျားကြီးတရားကြီးမှာကြားရတဲ့ဆဲလဲတန်တချွင်ချွင်ညောင်းအယောင်စိတ်အေးချမ်းရပါတယ်
ဒီမွေတော်ကတ်ကူဖျားစုမှာဇေဒီအစုပေါင်း2488စုမူကွဲအဆိုအရကြတော့2548စုရှိရလို့ပြောကြပါတယ်ကတ်ကူဖျားကို BC 300စုခန့်မှာအာတောကမင်းကြီးရာမြတ်စွာဘုရားရဲ့တတ်တော်မွေတော်တွေကိုထားပနာပြီးတော့အရင်ဆုံးဇေဒီတော်တည်ထားကိုဝယ်ခဲ့ပါတယ်နောက်ပိုင်းမှာတက္ကရီ484ခုနှစ်ခန့်မှာပကံပြည့်ရှင်လောင်းစီတူမင်းတရားကြီးကဖောင်ဆက်ကြတဲ့တိုင်းကန်းလှည့်လည်နေတဲ့ဒီဒေသကိုရောက်ပြီးတော့အာတောကမင်းတည်ထားတဲ့ဇေဒီတော်ကိုတွေ့ပြီးတော့ဇေဒီတော်နောက်ထပ်တစ်စုထပ်ပြီးတော့တည်ထားကိုဝယ်ခဲ့တာပါဒီပုံထဲမှာဆိုရင်အာတောကမင်းတည်ထားခဲ့တဲ့ဇေဒီဟောင်းနဲ့အလောင်းစီတူမင်းထပ်ပြီးတော့တည်ထားခဲ့တဲ့ဇေဒီတော်ကိုပြုပြင်မွမ်းမံထားတာကိုတွေ့ရမှာပါအလောင်းစီတူမင်းကျနေပြီးတော့နောက်လိုက်ပူပါစစ်တီရဲမတ်တီရဲ့ဒေသခံပြည်သူတွေရဲ့ကိုတက်နိုင်သလောက်ဇေဒီတွေတည်ထားကိုဝယ်ကြဖို့တိုက်တွန်းခဲ့ရနေပြီးတော့အခုလိုဇေဒီပထိုးတွေအများကြီးနဲ့ဖျားစုကြီးတစ်ခုဖြစ်လာတာပါဒါကတော့ကျမတို့တဲခဲ့တဲ့အကြောင်းအကြောင်းထိုင်စီရတော့ပြောပြတာရဲ့ကျမလေးလာလို့ရတဲ့လောက်လေးရဲ့ပြန်ပြောပြတာပါကျမမှာလိုအပ်ချက်တရှိလို့ရှိရင်လည်းနားလည်ပေးကြပါအောင်ရှင်ဒီဖျားစုကြီးကိုပကံခေတ်နောက်ပိုင်းကနေပြီးတော့ကုန်းမောင်ခေတ်အထိရာစုနှစ်ပေါင်းများစွာအတွင်းမှာညောင်ရွှေစော်ပွားကြီးတွေနဲ့ပအုပ်တိုင်းရင်းသားတွေဇေဒီပထိုးတွေကိုထပ်ပြီးတော့ပြုပြင်မွမ်းမံတာရဲ့အစ်စ်တဲတာတွေရဲ့အဆက်မပြတ်လုပ်ခဲ့ကြတာမို့လို့ဒီဇေဒီတော်အတွင်းမှာပကံခေတ်လက်ရာတွေရဲ့အင်းဝခေတ်လက်ရာတွေရဲ့ညောင်ရွှေခေတ်ရဲ့ရှမ်းလက်ရာတွေရဲ့မတူညီတဲ့သမိုင်းဝင်လက်ရာတွေမျိုးစုံကိုတစုတစည်းတွေ့ရနိုင်ပါတယ်ရှင်ကျမတို့ဒီလက်ရာတွေကိုတစိမ့်စိမ့်ကြည့်ရင်းနဲ့အဲ့ဒီခေတ်ကလူတွေဖျားတွေကိုဘယ်လိုများတည်ခဲ့ကြလဲနဝိနန်းစားတွေရောဘယ်လိုများနေခဲ့ကြလဲအရန်ကိုသိချင်နေပါတယ်ဒီလိုအချိန်တွေမှာကျမဆရာအောင်မြတ်တာရဲ့ပါဝါတွေကိုအရန်ကိုငှားသုံးချင်ပါတယ်ရှင်ဆရာအောင်မြတ်တာမှာဆိုလို့ရှိရင်အချိန်နောက်ပြန်အင်းနေပိုင်းနဲ့လေအဲ့လိုမျိုးတားကြည့်ပြီးတော့ပြန်လာလိုက်တာပဲလေဟုတ်တယ်မလားဇေဒီတော်ရဲ့အနေထားတောင်ကုန်းပြပြလေးပုံစံရှိပါတယ်ဒီဇေဒီပထိုးတွေအများကြီးကလည်းတခြားဒေသတွေနေတူငလင်ဘေးဒဏ်ခံခဲ့ရတာမို့လို့ဇေဒီတော်တွေပြိုကျပျက်စီးတာတွေထီတော်မြေခါတွေရှိခဲ့ပါတယ်ဒါမဲ့အခုချိန်မှာတော့တော်တော်များများကိုပြန်လည်မွမ်းမံထားပြီးပါပြီ။ဇေဒီတော်ကိုပြန်လည်မွမ်းမံတဲ့နေရာမှာလည်းမူလလက်ရာတွေကိုကြတော့ရှိမှုမပြတ်ပဲထိမ့်သိမ်းထားပြီးတော့နောက်ထပ်အသစ်ပြုပြင်မွမ်းမံတဲ့နေရာတွေကိုကြတော့အယောင်ခွဲထားပါတယ်ရှင်။ဒါကြောင့်မို့လို့ကျမတို့လူဒေသခံမဟုတ်တဲ့ခရီးသွားဧည့်သည်တွေသွားပြီးတော့လဲပတ်ဖူးမြော်တဲ့အခါမှာကြတော့ဘယ်ဟာပကံခေကလေးရရှိခဲ့တဲ့လက်ရာညောင်ရမ်းခေကလေးရရှိခဲ့တဲ့လက်ရာဘယ်ဟာကတော့အသစ်ပြုပြင်မွမ်းမံနိုင်နေရဆိုပြီးတော့အလွယ်တကူခွဲခြားလို့ရပါတယ်ရှင်။ဒီနေရာတွေဆိုလို့ရှိရင်ပြုပြင်မွမ်းမံထားခြင်းမရှိတဲ့ဇေဒီပထိုးတွေပါ။ဒီလိုလက်ရာတွေဆိုလို့ရှိရင်နောက်ပိုင်းခေတ်ဖျားတည်တဲ့နေရာမှာမတွေ့ဖြစ်တော့တာပဲများပါတယ်ရှင်အရင်ခေတ်တည်းဟာဟုတ်ဖျားစင်းတူတော်တွေအများကြီးတွေ့ခဲ့ပေမဲ့တချို့ဖျားစင်းတူတွေကိုပဲဒီလိုမျိုးနီးလေးနဲ့ထိမ့်သိမ်းထားပါတယ်ကျမတို့ကြောင်းထိုင်ဆရာတော်မေးကြည့်တော့ဒီရှေးကလေးရရှိခဲ့တဲ့စင်းတူတော်တွေကိုကြားတော့မပြောက်ပြတ်သွားအောင်လို့အခုလိုမျိုးလေးထိမ့်သိမ်းထားတယ်လို့ပြောပါတယ်ရှင်ဒီဇေဒီပထိုးတွေဆိုလို့ရှိရင်အရင်လက်ရမြောက်ပါတယ်ရှင်ပကံခေကလေးရရှိခဲ့တဲ့လက်ရတွေဆိုပေမဲ့ဒီဖျားမှာတွေ့ရတဲ့လက်ရတွေကိုပကံမှာတော့တွေ့လေးတွေ့ထားမရှိပါဘူးရှင်ဒါကြောင့်မို့လို့ရှမ်းပြည်ရောက်လို့ရှိရင်မွေတော်ကတ်ကူဖျားကိုတစ်ခါလောက်တော့လာဖူးတင်ပါတယ်ရှင်ဒီအကောင်လေးဆိုလို့ရှိရင်ဘာကောင်လေးမှတော့မသိဘူးဒါပေမဲ့ကျမစိတ်ထင်နေရာဆိုတဲ့ဟာဖြစ်လောက်တယ်ပေါ့နော်အကြီးခွန်လည်းပါတယ်ဒါတော့ကျွန်မသိပါတယ်မနှုတ်သီဟာပါဒီဖျားမာလေးဇေဒီပထိုးတိုင်းမှာရှိရဲ့နတ်ရုပ်ထုတွေပြီးတော့ဗုဒ္ဓဝင်တွေကဒနိုင်လာအကောင်လေးတွေပေါ့နော်ကျမတို့အလိုလူကြီးတွေပြောရင်းနဲ့တီးခဲ့ရတဲ့အကောင်လေးတွေအဲ့ဟာလေးတွေရဲ့ရုပ်ထုတွေအကုန်လုံးကအယောင်လက်ရမြောက်တာမို့လို့ပကြီးစရာကြီးသွားမယ်ဆိုရင်တော့ကုန်ကျန်းနေအများကြီးရမယ့်နေရာပါဒီဇေဒီကတော့အလောင်းစီသူမင်းကြီးကဖောင်ဆက်ကြတဲ့တိုင်ကန်းလှည့်လေပြီးတော့ဒီဒေသကိုရောက်ခဲ့တာကိုအစွဲပြုပြီးတော့တည်ထားတဲ့ဇေဒီလို့ထင်ပါတယ်ရှင်ဇေဒီရဲ့တပတ်တစ်ချက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးဇောင်းနှန်းလေးရှိပါတယ်ဒီဇောင်းနှန်းလေးကနေပြီးတော့ဒီလေကွင်းတွေရှိရဲ့အောက်ထိဆင်းလို့ရပါတယ်ဒီနေရာလေးကလည်းအယမ်းသားရပါတယ်ရှင်ဟိုးအဝေးကြီးမှာတောင်တန်းတွေရှိပေမဲ့မြူတွေဆိုင်နေလို့မမြင်ရတာပါဒါကတော့အလောင်းစီသူမင်းကြီးတည်ခဲ့တဲ့ဖျားဘက်ချမ်းအားဇေဒီပထိုးငယ်လေးတွေပါဒီဘက်ရဲ့လက်ရာတွေကတော့ပကံခစ်လက်ရာတွေနဲ့အတော်လေးကိုဆင်တူပါတယ်ရှင်ကဲကျမရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခီးတော့ vlog လေးကြည့်ရကြိုက်တယ်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါအောင်နော်နောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်ရှင်